တူအလျှော့လုပ်လို့ရတဲ့လွယ်ကျိုးတန်တီလေးပြပေးပါမယ်ရှင်လိုအပ်တာတွေကတော့ဒီလိုကွင်းကလေးတွေလိုပါတယ်နော်ကဲဒါဆိုရင်ပထမဦးဆုံးပိုင်းတို့ဒီဘက်အစွန်မှာဒါကိုထည့်မယ်ပြီးခောက်လိုက်ပြီးတော့ဒီနားကိုပိတ်ချုပ်မှာပေါ့နော်အဲ့တော့လွတ်မသွားအောင်ဒါကိုညှက်လိုက်မယ်ပင်ဒီဘက်အစွန်ကနေပြီးဒီကွင်းကိုထည့်မယ်ဒီလိုရပြီဆိုမှဒီဘက်အစွန်မှာဒါလက်ထည့်မယ်အဲ့ဒါပြီးဒီလိုဖြစ်ရပြီဒီအစွန်ကိုဒီဘက်အပေါက်ထဲထည့်မှာဒီလိုလှန်ကြည့်လိုက်ရင်ဒီဘက်အပေါက်ထဲကိုထည့်မယ်အဲ့ဒါပြီးဒီအပေါ်အပေါက်ထဲကိုပြန်ထည့်မယ်အဲ့လိုခောက်တုတ်ခောက်ပြန်ထည့်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုသုံးထားတဲ့ကြိုးသားအထူးကြီးဖြစ်နေမလားဘူးပေါ့နော်ဒါဆိုရင်ရသွားပါပြီဒီမှာတူအရှိလုပ်လို့ရတယ်ဒီအဖက်ကိုအနားလေးပါလေးတက်ပြီးတော့လို့ရှိရင်ဒီနေရာနဲ့တွဲပြီးတော့ပူးချုပ်ရမယ်ပြီးရင်ဒီဘက်ကိုကြတော့ဒါနဲ့တွဲပြီးနင်းချုပ်ရမယ်ဒါဆိုရင်ဘိုင်းတို့အတူအရှိအတူလုပ်လို့ရတယ်လွယ်ကျိုးရသွားပါပြီကျိုးရဲ့အရှိကတော့ကိုကြိုက်တဲ့လောက်လုပ်လို့ရပါတယ်